ဝယ်ရတယ်ကျော်စရာလည်းဝယ်ရတယ် ကျော်ဆရာလည်းဝယ်ရတယ် ဘေးပရာတွေဝေးกว่าပြီးတော့ဒါမင်းကချမ်းသာဖို့ရွှေဘုံမင်းဘောရွာပေးသေးတယ်မင်္ဂလာတောင်ကျွန်းမှတ်ကြီးပေါ့နော်တောင်ကျွန်းမြို့နယ်အမှတ်ပါခင်ဗျာဒီမြို့သူကြီးဦးလင်တိမ်ကိုလေးများချုံတိုင်းမှာလို့စင်လွတ်လပ်ခြင်းနဲ့ဓာတ်လူညီလာခြင်းအတွက်ဝါဝါဝါဒါလေးကိုငါတို့မှဒါလေးကိုနှိပ်ပြီးတာနဲ့ဓမ္မမင်းလားရှင်းနေလေမလုံးရငါတို့မှနှိပ်ရမှာဒါလေးရှင်သင်းနားလေးကခလုတ်လေးဥသာနှိပ်လိုက်နော်ဒါအချက်နှိပ်လိုက်နှိပ်ပြီးတာနဲ့ပြန်ပြီးပြီးရှင်းနေတာအောက်ပြီးတာပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ